ရန်ကုန်ရှိအမှတ်1တန်လီရင်နဲ့ချက်ဆက်ရုံပြန်လဲပတ်ရင်နဲ့စက်ရုံသစ်စီမံကိန်းမှာမင်းအောင်လှိုင်တော့အောင်ပြေဆုံးတိုင်းစိန်ရဲ့သမီးရှယ်ယာပါတဲ့မြန်ဝိုင်းကုမ္ပဏီနဲ့ဟေးဒေးကုမ္ပဏီတို့လုပ်ပိုင်ခွင့်ရရှိရန်ကုန်တိုင်းတန်လီမြို့နယ်အမှတ်1တန်လီရင်နဲ့ချက်ဆက်ရုံပြန်လဲပတ်ရင်နဲ့စက်ရုံသစ်စီမံကိန်းတွေအတွက်မင်းအောင်လှိုင်သားဖြစ်သူအောင်ပြေဆုံးသမ္မတဟောင်းတိုင်းစိန်သမီးတအုပ်ရှယ်ယာပါဝင်နေတဲ့မြန်ဝိုင်းကုမ္ပဏီနဲ့ဟေးဒေးကုမ္ပဏီတို့ကလုပ်ပိုင်ခွင့်ရရှိတာကြောင့်နေပြည်တော်စစ်တပ်သတင်းမြစ်ကပြောပါရယ်စွမ်းရည်ဝင်ကြီးဌာနက73စီလိုအချက်ကိုဖြည့်ဆည်းပေးနိုင်အတွက်အမှတ်1ရေနံချက်ဆက်ရုံတန်လျင်ကိုဆက်ရုံသေးဖြစ်ပြန်လည်ပြုပြင်ပြီးပထမအဆင့်အနေနဲ့တနစ်လီရေနံစိမ်းတန်ချိန်9သိန်းချက်လုံနိုင်တဲ့ modular တိုက်ဆက်ရုံဖြစ်ပြောင်းလဲလျက်ရှိကြောင်းဒုတိယအဆင့်အနေနဲ့တနစ်လီရေနံစိမ်းတန်ချိန်3တန်ချက်လုံနိုင်တဲ့ရေနံချက်ဆက်ရုံသေးဖြစ်တည်ဆောက်လျက်ရှိကြောင်းသိရပါတယ်။အဆိုပါစီမံကိန်းတွေအတွက်အောင်ပြည့်စုံဦးဆောင်ပါဝင်နေတဲ့ Price စွမ်းရည်ကုမ္ပဏီသမ္မတဟောင်းသိန်းစိန်သမီးတအုပ်ရှယ်ယာပါဝင်နေတဲ့မြန်ဝိုင်းကုမ္ပဏီနဲ့ Heyday ကုမ္ပဏီတို့ကလုပ်ပိုင်ခွင့်ရရှိထားခြင်းဖြစ်ပါတယ်။ပထမဆုံးရေနံစိမ်းတန်ချိန်9သိန်းချက်လုပ်ပြီး73စီထုံးမဲ့စီမံကိန်းကနောက်နှစ်ဆန်းလောက်တော့စလိမ့်မယ်လို့မှန်းထားတဲ့စက်ရုံတစ်ရောမူလစက်ရုံဟောင်းရုံကပြန်ပြီး update လုပ်နေရတပြိုင်နက်တည်းလုပ်နေရပါတက်ချုပ်သားရဲ့ Price စွမ်းရည်ကုမ္ပဏီကတော့လုပ်ပိုင်ခွင့်60ရာခိုင်နှုန်းလောက်ရတဲ့ကျန်တဲ့ကုမ္ပဏီကကျန်တဲ့40ရာခိုင်နှုန်းခွဲဝေကြရတယ်လို့နေပြည်တော်စစ်တပ်သတင်းမြစ်ကပြောတယ်မင်းအောင်လှိုင်ကကာလရှည်ကြာရပ်နာထားတဲ့အမှတ်တရနဲ့ချက်ဆက်ရုံကိုပြန်လည်လက်ပတ်အမိတ်ပေးခဲ့ပြီးနောက်မင်းအောင်လှိုင်ရဲ့သားဖြစ်သူအောင်ပြည့်စုံပါဝင်ကုမ္ပဏီကလုပ်ပိုင်ခွင့်တွေတည်တည်ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်မင်းအောင်လှိုင်က73စီမှပြည်ပမှတင်သွင်းရမှာကုန်ကျစရိတ်တွေများနေပြီးပြည်တွင်းမှာရေနံစိမ်းချက်လို့ရ73စီထုတ်လုပ်နိုင်ရတဲ့အတွက်အမှတ်1ရေနံချက်ဆက်ရုံတန်လီပြန်လည်လက်ပတ်အမည်ဆိုကဆက်ရုံအဟောင်းအဆင့်မြင့်တင်လက်ပတ်ရင်းနဲ့ရေနံချက်ဆက်ရုံသစ်စီမံကိန်းကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်ဆလဗီတောင်သာမြို့နယ်တွင်ရှိကျင်းရတွေကိုဇက်တိုက်မီရှိုနေတဲ့စစ်တပ်စစ်ကြောင်းကြောက်ပြတ်တိုက်ခိုက်မှုစစ်သားရဲ့ထိခိုက်ဒေဆုံးမှုများပြမန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းမှာရှိကျင်းရတွေကိုဇက်တိုက်မီရှိုနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောက်ပြတ်တိုက်ခိုက်မှာစစ်သား90ဦးတမန်ထိခိုက်ဒေဆုံးခဲ့ကြောင်းမြင်းချန်ခိုင်တိုင်းအမှတ်3တောင်ရှိသူကပြောတယ်ဒီဇင်ဘာ9ရက်နေ့မှာတောင်သာမြို့ပေါ်ကနေထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကချုံကြီးကော်တာကြီးရွာဘက်ကိုစစ်ကြောင်းထုံရောက်လာစဉ်တော်လိုင်းတပ်ဖွဲ့တွေကအသင်းဆောင်ဆိုင်ပြီး60မမလက်ပစ်ပုံလက်နက်ငယ်နဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်က90ဦးထပ်မံထိခိုက်ဒေဆုံးခဲ့ကြောင်းရင်းတို့တိုက်ခိုက်ပြီးတဲ့နောက်တော်လိုင်းရဲဘော်တွေကလက်နက်ခဲတွေကောက်ယူနိုင်ကြိုးစားခဲ့တော့လဲနောက်ကျန်စစ်ကြောင်းကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာကြောင်းတော်လိုင်းရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ထို့သောနောက်ကျန်စစ်ကြောင်းရောက်ရှိလာပြီးနောက်လက်နက်ခဲရန်စစ်သားအလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရှိသူတွေကိုဘုံကိုင်းနဲ့ခေါ်ဆောင်ကခြုံကြီးကောတာယာကြီးရွာအင်းတဲရွာဘက်ကိုဝင်ရောက်ကပြည်သူ့ပိုင်နေနေကိုမီရှို့ဖျက်ဆီးခဲ့ပါတယ်။စစ်ကွေးစစ်ကြောင်းဒိုလာကအင်အားကများတဲ့မျက်မြင်ပြပြချက်ရဆိုရင်စစ်ကွေးထိခိုက်ဒေဆုံးတာ90ထက်မှပဲရှိမယ်။ကျွန်တော်ဘက်ကအတိအကျမပြောနိုင်သေးဘူးစစ်ကြောင်းကတော့200အနည်းဆုံးထောင်ထိုးထားတယ်။အခုတော့ကတော့စစ်ကြောင်းအရက်လေးမျက်နှာပတ်ထိုးနေရဒီဇင်ဘာလ9ရက်နေ့တော့ပြည်သူ့နေနေကိုမီရှို့ခဲ့ရလို့မြင်းကြံခိုင်တိုင်းအမှတ်3တောင်ရှိသူကပြောတယ်။တော့ဂျပန်စစ်တပ်စစ်ကြောင်းကနိုဝင်ဘာလ19ရက်နေ့ကစတင်ပြီးတောင်တာမြင်းကြံလမ်းပိုင်းမှာတက်ဆွဲထားတဲ့အဂျပန်စစ်သားနဲ့ပြူစောတွေပူပေါင်းထားတဲ့စစ်ကြောင်းဖြစ်ကလမ်းပိုင်းတစ်လျှောက်ရှိတမန်ကြီးရွာဆယ်ကုန်းမရွာညောင်တို့ရွာပဲခင်းကျော်ရွာချုံကြီးရွာနဲ့အင်းတဲရွာတို့မှာနေညအနိဘာကိုမိရှို့ဖျက်ဆီးထားပါတယ်။ဆလဘီတန်ဖြူစဲမြို့နယ်တဲ့စစ်ကြောင်းထိုးလာစစ်တပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲပြင်းထန်ပြီးစစ်သားနဲ့ဦးသေးဆုံးမွန်ပြည်နယ်တန်ဖြူစဲမြို့နယ်ကလိုင်ပတော်ကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်တပ်ဘက်ကစစ်သား2ယောက်သေဆုံးပြီးများပြားတန်ရခဲ့လို့ရောင်မြောက်မွန်တပ်တော်ကထုတ်ပြန်တယ်ပြီးခဲ့ဒီဇင်ဘာ9ရက်ညနေ4နာရီဝန်းကျင်ချိန်မှာအင်အား100ခန့်ရှိစစ်တပ်စစ်ကြောင်းကကလိုင်ဘရော့ကျေးရွာကိုစစ်ကြောင်းတို့ဝင်ရောက်လာပြီး RMA ဒေသလှုပ်ရှားတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ထိတွေ့တိုက်ပွဲကတနအီကျော်ကြာမြင့်ခဲ့ပြီးတိုက်ပွဲလည်းပြင်းထန်ခဲ့ပါတယ်မြေပြင်ရဲဘော်တွေရဲ့တင်ပြချက်အရတိုက်ပွဲကတနအီကျော်ဖြစ်ခဲ့ရဆိုတော့တော်တော်ပြင်းထန်ခဲ့လို့သိရတယ်လက်နက်ကြီးနဲ့ရောလက်နက်ငယ်နဲ့ရောဆိုတော့တိုက်ပွဲကအဲ့လိုရှိခဲ့လို့ RMA ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်စကာကပြောတယ်